ဇန်နဝါရီလ26ရက်နေ့အရာရာ၌အကျိုးပေးတတ်သည်ဟူသောစကားသည်တစ္ဆာစကားဖြစ်အကျွင်းမဲ့ခံယူအပ်သောစကားလည်းဖြစ်ထို့ကြောင့်အသက်ရှင်တော်မူထသောလူအပေါင်းတို့ကိုကယ်မတော်မူရန်ယုံကြည်သောသူတို့ကိုအထူးသဖြင့်ကယ်မတော်မူသောဖျားသခင်၌ငါတို့သည်ကိုးစားသည်နှင့်အညီပင်ပန်းစွာမှုဆောင်ရကြ၏ကဲ့ရဲ့ခြင်းကိုလည်းခံကြရ၏တိမောသေဩဝါဒစာပထမစာဆောင်ခန်းကြီးလေးအခန်းငယ်9မှ10ကျွန်တော်တို့ဘဝအစကနဦးကပင်နာကျင်ခြင်းနှင့်အစာပြုခဲ့ရပါတယ်ဘဝတစ်လျှောက်လုံးတွင်လည်းနာကျင်မှုဝမ်းနည်းပူဆွေးဖွယ်ရာကိစ္စများနှင့်ကြုံတွေ့ရပြီးတော့အဆုံးတွင်တေခြင်းတရားဆိုသည့်ရန်သူကိုရင်ဆိုင်ရမည်ဖြစ်ပါတယ်တစုံတယောက်ကထိုသို့သောနာကျင်ခြင်းနှင့်စိတ်ပြတ်ခြင်းများကိုရှောင်လဲရန်ကြိုးစားခြင်းသည်တမိုင်းသို့မဟုတ်လူဘဝအသက်တာသို့မဟုတ်တမာကျမ်းစာကိုမသိခြင်းကြောင့်ဖြစ်ပါတယ်တမန်ရင်းသည့်ဂီတပညာရှင်တဦးအတွက်အောင်မြင်မှုနှင့်အတိမတ်ပြုမခံရမီကာလတွင်နိုင်ပေါင်းများစွာရက်ပေါင်းများစွာလပေါင်းများစွာအချိန်ယူပင်ပန်းခံ၍အစမ်းကုန်လေ့ကျင့်ထားမှသာတဏှာဤကံဖျော်ဖြေရသောပွဲတွင်ဂုဏ်ပြုခံရမည်ဖြစ်ပါတယ်။ကျောင်းသားတယောက်ဖို့နှစ်ပေါင်းများစွာအချိန်ယူ၍လေ့ကျင့်သင်ယူကြိုးစားမှသာနောက်ဆုံးတွင်ဘွဲ့သာမကဂုဏ်ထူးများရရှိမည်ဖြစ်ပါတယ်။ဤတရကများမှာလူအများစုရင်ဆိုင်ရမည်ဖြစ်ပြီးတော့ဘုရားသခင်ကထူထပ်သောမှောင်မိုက်ထဲမှာနေတော်မူသည်ဟုစကားတော်ရှိဆိုထားပါတယ်။လောကမုန်တိုင်းထဲတွင်ယုံကြည်ခြင်းအဖြစ်ဘုရားသခင်ကောင်းခြင်းနှင့်ပြည့်စုံနေသောမျက်နှာတော်ကိုမြင်တွေ့နိုင်ပါတယ်။နာကျင်စိတ်ပြတ်မှုများအတွက်ဘုရားသခင်အကြံစီနှင့်ရည်ရွယ်ချက်တို့ရှိပါတယ်။ယနေ့အတွက်ဆုတောင်းချက်ကောင်းကင်ဘုံ၌ရှိတော်မူသောထာဝရဘုရားသခင်မိမိကြုံတွေ့ရတဲ့နာကျင်စိတ်ပြတ်မှုတွေအားလုံးကိုအဟလတ်သက်မဖြစ်စေဖို့တတိယစီတော်မူပါ။ထိုရာများမှတဆင့်ဘုရားသခင်ရဲ့ချစ်ချင်းမြတ်တာနှင့်နှင့်သိမ့်မှုကိုသင်ကြားပေးပါ။အာမင်။ဟုတ်ကဲ့ပါအဆုံးထိနားဆင်ပေးခဲ့တဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာမနေ့ပြန်မှာလည်းတခြားသောဆုတောင်းချက်ကလေးကိုဖတ်ပြပေးအောင်ဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပေးဖို့လည်းမေတ္တာရက်ခံလိုပါတယ်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်ရက်တွေမှာပြန်တွေ့ပါအောင်ခင်ဗျာ